ဗျာဟောဒီပါဗျာညာဒီသားထွက်တယ်ညာဖာဗျာအညာဖာ公公呢？အညာဖာရီရမယ်ဗျာအညာဖာဗျာကဲဖာရီရမယ်ဗျာဖာရီရမယ်ပြန်ဆိုင်ရောင်းနေကြဖာရီရမယ်ဗျာကျိုးရရမယ်ဗျာဟုတ်တယ်မကျိုးရရပါမယ်ကျိုးရရပါမယ်မျိုးသားအမျိုးသမီးများအတွက်အိမ်တိုင်းမှာကြီးများဝလုံးနေကြီးမလားကျွန်တော်တို့အဝေကျိုးတယ်မဲ့လုံလားကျွဲကျိုးချတယ်မလားကြိုက်တယ်ကျိုးရေးပါခင်ဗျာဘယ်ကျွဲကြိုချဟုတ်လိုအဲ့တဲ့နေရာမှာသုံးပါဗောဖာတောင်းရောင်းတဲ့လူနဲ့အဝေကျိုးတဲ့ရောင်းတဲ့လူနဲ့တွေ့နေကြတယ်ဒီအဲ့လိုပြောရအောင်လေဖာရီရမယ်ဗျာကဲဖာကျိုးညကျိုးကိုဘာပြောင်းလဲရအောင်ကိုရကဲဖာကျိုးညမနောက်နဲ့ကိုရလည်းမနောက်ပါဘူးလို့ကဲဟောဒီကအညာဖာရီရမယ်ဗျာဘော်လီပဲထည့်မလားအောက်ခံပေါင်းပဲထည့်မလားလူပဲထည့်မလားကလေးပဲထည့်မလားအဲ့မရောက်လေပစ္စည်းတော့ပဲထည့်လို့ရမှာပေါ့စမ်းနာထည့်ကွာကဲဒီမှာဗျာဖာကြီးတွေရမယ်ဗျာကဲဖာကျိုးတယ်ဗျာကျိုးဗျာကျိုးဖာကျိုးတာနေညမသိမင်းကငါဖာမင်းကကျိုးတော့ငါပဲဖာကျိုးနေတယ်လို့ဖြစ်နေခင်ဗျာမကျိုးလို့လားအဲ့ကြောင့်သေးပေးတာကဲဖာကျိုးဟဲ့ဘာလို့ဘာမှကြည့်ရတော့လည်းကြည့်တော့လုံးလိုက်တော့မင်းဘာလို့တင်းရောက်တော့မယ်မင်းတော့ကဲဖာကျိုးညားနေပြီညားနေပြီညာရင်ရှော့တော့လို့လုံးလိုက်မယ်ငါလုံးလိုက်တော့ပြေတော့မယ်你那个高高点下来，你把这样挂着爬住吧，你那个高高爬住呢。အမကြီးကတော့ပြဲတယ်နော်这样挂着爬住。စပယ်ပန်းနေရမယ်စပယ်ပန်းနေစပယ်ပန်းနေရမယ်စပယ်ပန်းနေရမယ်ဗျာစပယ်ပန်းနေရမယ်ပန်းတယ်လေးလာပါပြီစပယ်ပန်းတယ်နဲ့ရွှေပန်းတယ်နဲ့လာပါပြီနှစိမ့်နဲ့ရှေ့မှာပိတ်ရက်ပြီးတော့ရောင်းနေကြပါတယ်စပယ်ပန်းနေရမယ်နာဘူးနေရမယ်ဗျာတဲမဒီနားလာပါလားတဲမလေးနားလာပါလားဩတထောင်မို့သုံးမို့ပါမ15ဘလောက်ပေးပါလားမအိုမဖုန်းလုံးထောင်မို့သုံးမို့ထောင်တာကိုဘယ်နဲ့ကဲဈေးဝဗမာယိုအင်ထုနေကြပါတယ်ထောင်မို့သုံးကိုထောင်မို့သုံးကို1500ဘိုးဆိုတော့တကုံးခွဲမဟုတ်လေအဲ့လိုမှရောက်မရတာဩမင်းကဘာလို့တကုံးခွဲလို့ဘုံကဆိုဒီထဲထည့်လို့ရတယ်ဟာစာမမကားမှာချေဖို့3000မို့လောက်ပေး3000မို့ဟုတ်တယ်မောင်လေးဩရတယ်မခဏလေးနော်ကဲဗျာဒီရလေဘာရီယာပါရီကြားမယ်ဗျာပါရီရကဲရွှေပန်းနေဗျာရွှေပန်းနေရွှေပန်းတွေကပိန်နေတယ်ဗျာမရောဘယ်ရွှေပန်းပိန်မင်းဖာလာကျိုးနေဟုတ်တယ်လေမဩ3000မို့ဟုတ်တယ်မောင်လေးဟိုဒီတကုံးတစ်ထောင်လေးမဟမ်ဟုတ်တယ်ခုနကကျွန်တော်အဲ့လိုပြောတာအမနားကြလွဲလို့ရပါရဲ့မောင်လေးရုပ်ကလေးနဲ့တန်းနေပြီရမောင်လေးငါမချစ်ဖို့ကောင်းတယ်နော်ရုပ်ကနေကြည့်စူးမြတ်သူစားလို့ပါလို့နော်နေလာဘုံမတီမဟုတ်ဘောမတီကဘယ်လိုဘောမတီဘုံမမီတာလို့ပါလို့နော်တီးသိတာမောင်လေးညီမလေးအကိုကြီးရွှေပန်းဆွဲသွားပါဦးလားဒီရွှေပန်းကိုဆွဲသွားပါဦးလားလို့ပြောတာလူကြီးကကြောက်တောင်နဲ့မသူကပြောတယ်ရှိသေးတယ်မိမနောက်ဖို့ဒီခါပဲတွေ့တယ်လူလက်တယောက်မှမရှိဘူးတော့တတ်တာပြောမှာနားတော့ဘွဲ့ခေါ်လာအောင်ပြတော့တတ်တာပြောကြဘာလို့တတ်တာပြောနေမှာကောင်းဖို့လို့ပြောပါဟာဘာကောင်တော့ပေါ့ကျုပ်ကပန်းလာရောက်တာဟမ်ပန်းလာရောက်တာငါငစိမ့်တဲ့တန်းရောက်မှာပေါ့ညနေပန်းရောက်တာငါပါပြောငစိမ့်တဲ့တော့ငစိမ့်မတော့တတ်တာဟောလဲရပါတယ်နားတော့ခွဲတယ်လက်ပါအဲ့လိုပြောဆစ်ရှုံဘာလို့ဆက်ကြမဟုတ်တာမနာပြောနောက်ကလည်းအောင်စောင့်ဟောတာဘူးအဲ့မှာငါပြစ်ချင်တာဟမ်
သူတို့ဆိုင်ရှိမှာအယောင်းဝယ်တွေဖြစ်နေတော့မှငစိမ့်တွေကမနေနိုင်တော့ဘူးမနာလို့ဖြစ်ပြီးတော့ထပြီးတော့ကဲနှစ်ပန်းတက်ကြပါပြီရန်တွေးကြပါပြီကိုစုပါကြီးဘာဖြစ်မလဲကြည့်ကြည့်ပါအောင်ကြည့်ကြည့်ပါအောင် တီးတယ်ကဘာဖြစ်လဲထင်းတယ်ကထင်းတယ် ဘာလုံးမယ်နော် အဲ့ဒီတပ်ပေါ်မှာနဲ့ကြလာရွေးမယ် ဒီလိုလာတော့ဘာရောက်နေ လုံးနေ ဘာလို့ ဟိုင်းအဲ့ဘာဖြစ်နေကြလဲဟမ်ဟိုင်းရတော့ မာကြီးအောက်ကချီးပန်းနေရနော်အဲ့အောက်ကချီးပန်းနေရ ဒါမှချမောင်ရောမတုတ်ထိုးမဟောတဲ့ကံသွားတယ် ဘာဖြစ်လဲဟမ်ဘာဖြစ်နေကြလဲတော့ ဟိုဟာကလူပေါင်းတော့ဟိုဟာကလူပေါင်းအောက်ဒါမှရဲ့ ဒီမှာသေးကောင်းရဲ့အဲ့ဖတ်တယ်ရလေကျမတို့ငစိမ့်သားကိုလာပြီးတော့အမလေးစွာတယ်လေပါနေလို့ စီစီကန်ထင်းသေးတွေရောက်လာပါပြီ ဒီမှာလည်းမေးတော့မယ် မဟုတ်ပါဘူးဗျာကျွန်တော်တို့ဒီနေရာလေးလွတ်နေလို့ခဏလေးဝင်ရောက်မိတာ ဟာဒါတော့ကဒီလိုမဖြစ်စေနဲ့ ဒါအခုလုံးလေးဒါအခုလုံးသေးပုံလဲကြက်ကြက်လေးရောက်လို့ရတယ်မဟုတ် ဘာချက်တဲ့ရန်တခြားနေရာသွားကြအောင်ဒါပန်းတိုင်းမှာမဟုတ်တာ အာဒီအမဆိုရငါတော့မှာ တော့ဒီလိုမဖြစ်စေနဲ့မျိုးတော့ တောင်းပါပါလေဗျာဟော တော့ သွားသွားဟော ဒီမှာခွင့်လာပြီးတော့ ဒီလေ တမီထား ဟောသွားတော့ဘောတက်နေတာမမဘိုင်းမနဲ့မာကြီးမာကြီးဘောမှန်နေ မလေးလာပြီးတော့လူပါလာဝ ဘာပြန်ရမလား ဟဲ့တဲ့ကျိုးလိုက်ကျကဲ โอเคနေโอเคနေ ဒါကတော့အတန်တို့မျိုးစုံနဲ့ဆေးရောက်နေပါပြီ အဲ့လောက်မဆိုင်ရပါဘူးကွယ် ဟောဘုဒ္ဓဘာသာက ဘယ်နှခေါက်ကြည့်ကြည့်ယူမသွားတဲ့ဆေးရောက်နေလေးပါ ဗုဒ္ဓမ ဘုဒ္ဓဘာလိမ်မော်သေးနေဘုဒ္ဓဘာ ဗုဒ္ဓမအဒီအကြီးနော် ဗုဒ္ဓမ ဟဲဗုဒ္ဓမအဒီအကြီးပဲ အကို ငါသိပါတယ်အမကဘုဒ္ဓဘာဆိုဘုဒ္ဓဘာလိုက်ပေါ့ အကိုကြီးဗုဒ္ဓမဆိုဗုဒ္ဓမလိုက်တင်ရောင်းတာ ကိုလာမနဲ့ကျွန်တော်ပွဲမကတော့ဘူးကျွန်တော်အဲ့အတန်လေးတင်ပေးပါလားရထားပေါ်မှာရစားရောင်းခြင်းလို့ ဟုတ်တယ် तू ကကယ်ရီဆွဲရတာတော့အကြိုက်ပဲ ဘဝဟာဟေးဟာကျွန်တော်အတန်လေးကဒီကနေ့ချိန်မှကြောက်တယ်ကျွန်တော်မသိဘူးလားအခုချိန်ကြည့်တော့ချက်ဘူးရဲ့မရှိဘူးကစဘူးကိုချစ်ရှင်မေကိုလာပြောကျွန်တော်ကိုမပြောနဲ့ကျွန်တော်မသိဘူးလားမင်းစိတ်တမ်းချမေးချင်ပါနဲ့ပါခဲ့ပါ ဟေးကောင်းတာကြီးကအဝါရောင်နဲ့နောက်ကပြာပြာလေးတွေနဲ့ဟဲ့တင်ဆန်းမြင့်တို့တင်ဆန်းဝင်နေဟာလက်တင်မေးအောင်းညို့ အာနာမည်ဆုံးလိုက်လား လကားစားလာတွေ့ညီမတွေဟုတ်လားအေးမီတို့အေးပုတ်တို့ဖုန်းလာတို့ ဟာသူတို့နာမည်အဲ့လိုမဟုတ်ဘူးစမ်းပွင့်သူတို့နာမည်အဲ့လိုမဟုတ်ဘူးအေးတင်ငယ်ရင်ငယ်တင်မိတာ ရှိတော့ကွာပေးတဲ့တွေကလည်းမိုးလင်းမှာသူတို့ရဲ့အလှတရားလေးချုံးတယ် ကိုရွှေမိုးရောင်တဲ့နောက်ကိုလိုက်ရောက်နေပါပြီ ဒီမောက်ကြည့်လိုက် ဟုတ်လား ဟုတ်နေကြတာနှစ်ယောက်သားတော့အပိုင်ဖောင်းကြီး အာယူတော့ အေးကြီးဦးတော့ဒီချက်အကုန်လုံးကြည့်လိုက်စမ်းဟာအေးချမ်းမောင်တို့ဝါကြောက်လို့ရပြောတော့ခေါ်တာ3ယောက်ပြီ အဲ့ဒီသွားခေါ်တာမဟုတ် နေ ဘူး ကြည့်ဦးလို့ပြောတော့ဟိုအန်တီယာသူပြောတာမလို့စပေးပရတီနန်လေးတွေကိုပဲ အဲ့ဒီပလက်တီနာလေးမုတ်ကတိမှာထုံးပြီးတော့ပလောက်ချီကျွန်တော်က ဟုတ်အဲ့ဒါလေးငါဒီချက်နေတော့မုတ်ကတိမှာ တကယ်ပါဟိုးရှင်းတော့မှကြည်ရန်ကိုခင်တန်းသူရဲ့ညီမပါတယ်ဖေတချမ်းပု ဟဲ့ကနေတော့အမေချွေးမဒီညီမလေးအကိုတပိုင်းတော့ပြီးကောက်ပါဦးနော် sorry ပါနော် ငါလေးခဏနေအောင်သူကယူမှာပြည့်ပြတ်တယ်ခဏနေအဲ့ဒီခန်းနေ ညီမလေးဒီတစ်ပိုက်ပဲဒီဘက် ခဏလေးနော် ဒီဘက်ဒီအကွာတာတော့ပြပြီ အဲ့ပစံနေအကုန်ယူမှာနောက်လာမယ့်လူတွေခါနဲ့လာထိုင်တာဒါကဟိုနေရမှာကော
မိသားစုများရဲ့စေတနာကိုတန်ဖိုးထားတာပါ ဟုတ်ကဲ့ ကျွန်တော်ဘဝမှာပတ်စံမလို့အပ်ပါ ဘယ်လိုပါဘူး ကျွန်တော်ဘဝမှာပတ်စံမလို့အပ်ပါ ပတ်စံမလို့အခုဟိုတနေ့က900ပြောက်လို့ကျွန်တော်ယူတာကျွန်တော်ဓာတ်နဲ့လိုက်တယ် ပတ်စံ အခုအားကြောင့်ကျွန်တော်မနေ့ကတတိပေးပါတယ်အဲ့လိုအများကြီးစောက်တိုင်းတာအာနာဖို့ကောင်းတယ်ကိုချစ်တဲ့မိသားစုဟိုဘက်တောက်ဒီဘက်တောက်ဒီဘက်ကကေမေဟိုဘက်ကဝင်းမန်းနီထောင်းထားလိုက်ပါလား အဲ့ဒါကနင်းရဲ့နာရင်းကြတော့မှရက်လေကြမှာကိပြီး အစစ်တန်းနေတယ်ဘာဖြစ်လို့မလဲ အမေချွေးမလိမ်မလေးအကုန်လုံးဝေမယ်ညီလေးစိတ်ချနော် အခုကိုလိုက်လာအခုကိုလိုက်လာ အမေချွေးမအမေချွေးမလိမ်မလေး နှစ်ယောက်ကိုသိသိနှစ်ယောက်ကိုသိခွဲလာရှိတယ် ထိုင်ရဲ့ကမလို့ လူချင်းတရားပြီး ဟိုဘက်က နှစ်ယောက်ထိုင်နေတော့မပြီးပါဘူးပါတယ်ပြီးမယ် ပြီးလို့လေ ဝေနောက်မှပြောနေပြီမင်းသားမျက်နှာကြည့်ချင်လို့လေ သိခွဲလာပြရှိ အမေချွေးမအလိမ်မလေးဒီနေ့နှုတ်ဆက်ညာလေးရောက်ပြီအလုံးလည်းမရှိဘူးမလားဒီနေ့ဟုတ်တယ်ဟမ်ရှိတော့ အလုံးလည်းမရှိဘူးလာခဲ့ကြအောင်သူကလည်းပတ်စံမတူသေးဘူး ဘာဖြစ်လဲအဲ့ဒီ ဒီနေ့နှုတ်ဆက်ညမှာအကုန်ပိတ်တယ်ဈေးပိတ်ရုံးပိတ်ဒါလည်းပိတ် ဘာလဲတာ ဒါကသူတို့သိတယ်အနေသား ဘာလဲလို့ အော်အရေးလေကွာဖဲသမားနဲ့လာတော့ ဘာလုံးလုံးပါ အမေချွေးမလိမ်မလေး no ဟေး ဟေးဟင်တော့အစလေးကတိတ်ကုန်ကြတော့ချစ်တဲ့အချောင်းတွေ ကျွန်တော်မသိဘူးနော် ခုချိန်ချင်းကြောင့်ချစ်ဖို့လည်းမရှိဘူးလားစမှုကိုချစ်ရင် အမေကိုလာပြော ကျွန်တော်ကိုမပြောနဲ့ကျွန်တော်မသိဘူးလားအမေစိတ်တိုင်းချအမေချစ်မလေးမလေးသာ ဘာဖြစ်လဲကိုရုပ်ပြီးမလို့ဟုတ်တယ်နေ့ကကိုကြီးတပိုင်းနဲ့ခံရတယ်ဟောဘလားနှစ်သိန်းခွဲကိုရနှစ်သိန်းသုံးတော့မယ်ကုန်သွားတယ် အကိုကတော့ခဏအကိုပြေးချ အေးဘာဖြစ်လဲဒီချာမကရင်ပြဿနာရှာလေးနဲ့တော့အေးတဲ့ကဒီချာလေးနေကိုခဏနိုင်တယ်ဟောဘိမိုက်ကမကောင်းလားဟုတ်တယ်အဲ့တော့ညီလေးခဏ မင်းသားပြပြအဲ့ဒါမင်းသားပါမင်းကိုမိုက်တယ်အကျိုးမပေးတာတိုင်းပြတော်ပြီတော့အဲ့တော့ညတိလို့နော် အကိုတော်ပြီမလေး မင်း ဘယ်ကငါတို့တိုင်ပါ ယူနီက အဲ့ဒါငါပြန်လို့ရှောင်းရမယ်နော်ညအရေးကြီးရနော် ငါတို့တိုင်ပါ အကိုမကြ ပေါ်တရွေးလေ အေးပါ ငါတိုင်ငါတိုင်ပြော အကိုတေချာကနော်အေးမြန်မာအိုက်တော့ကမြန်မာပြည်ဦးသိန်းတဲ့တင်ကားတိုင်းလူကြီး3ယောက်ကြောင်းဟိုမှာ တေချာကြည့်စစ်ပါအဲ့လေ အလဲမှာမြန်မာပြည်သိန်းတာအရှိတော့ဘယ်မှာတင်ကားမော် ဘိမ အရှိပေါ့ဟော မိုက်ကို အမေချွေးမအလိမ်မလေးတပည့်လောက်ကလို့ရတယ်တပည့်လောက်ကလို့ရတယ် ရတယ်နော်ရတယ်ညီလေးပြီးစီဘယ်သူကလည်းစောက်မှညီလေးကလည်းရမှာပဲ ဒီနှစ်ပိုင်းစီ မ ပါ သိတော့ဘူးပဲဒီနေ့စီးပွားရေးစီးနေမကောင်းတာဒီဘက်ကလာတဲ့လူနေတယ်နော်အဲ့တော့လေးတော့မကဘူးရုပ်စက်ညဆိုတော့ယုံကြီးကွဲအောင်လာတော့အဲ့ဒီမှာအကျွေးကြီးမှာကျွန်တော်အကျွေးအခုရကျွေးနေပါပြီညီလေးရဲ့အသိဝင်ကြီးကပျောက်သွားပြီ အမေချွေးမအလိမ်မလေး no ချေးကလည်းအော် ဟာပြီးသွားတော့ဟဲ့ ကာကာလေးကလည်းအရင်လာတာပဲကိုရင်ပြုတ်ပြောင်းနေရတယ်ဒီမင်းသားဝင်းစုံလေးနဲ့သူခဏကိုအချိုးစားရင်းနဲ့သူ့ကလေးနဲ့အရင်ထိမိခွိ သူချစ်မတယ်ဘူးဘယ်လိုပြောလဲပါတယ်မလို့အဲ့ဒါမှရတယ်ချစ်တယ် ဘယ်လိုသိလဲအဲ့ဒါလေဖြတ်တာ အမေနော်အမလီခွေးဆိုလေလူကောင်းနေအိမ်မော်မရောက်သေးဘူး ဟောမင်းဘိုးကရောက်သွားပြီလား ခွေးပတ်တဲ့မှာကဲလိုက် ကားရဆိုဒီချိန်နဲ့ကိုင်းနေတဲ့တချင်းလေးနဲ့စုံကားရတယ် ပြောစမ်းပါဦး ဟုတ်တယ်မလား
စပူရဲ့ဆက်စင်မှာအမြဲလေးတွေ့ရကွယ်အသက်အကြီးကြီးနဲ့အဲ့ဒီအဥစားတော့အဖရဲ့အရွယ်ပေါ့နော်ဟိုလူရှင်တော်ကြီးတွေကွာသူတို့လုံးဆောင်မှုတွေတိတ်ပြီးတော့မရှိဘူးတက်နေကြည့်လေဘယ်လုံးနိုင်တော့မလဲဒါပေမဲ့တည်းအဲ့မှာစပူရဲ့စိတ်ထားလေးပေါ့ဘာဖြစ်စေပေါ်ရောင်းလို့ရှိလို့ရှိရင်ဒါညကြီးရမှာလေအခုဆိုရင်လည်းမပေးတဲ့ကြီးချင်းပေးထားတဲ့စုံဝင်တိလားအဲ့ဒါပေါ့နော်ဟိုသူ့ရဲ့ဟိုပါပေါ့ဟိုအကုန်လုံးဖေးမခေါ်ရကွာအကုန်လုံးဆိုတာကွာသူနိုင်တယ်လို့ပေါ့ကွာသူ့အင်အားကလည်းအခုမှတစ်နှစ်သားလေးကဘယ်လောက်ရှိအောင်မှလဲကွာသူနိုင်တဲ့တစ်ပိုင်းသူ့အင်အားလေးမှလေးတိလားသူရားတလောက်ကိုအကုန်ကိုတွဲခေါ်တာတိလားသူစိတ်ထားလေးမြင်နေရတာပေါ့နော် နောက်လည်းလက်ခွင်ရတကွန်ရလည်းတကောင်းရချင်းကျွန်တော်ဂီတာဖင်ဝင်းအတိုင်းမှာစွမ်းနေပြီမို့မျက်လုံးဖွင့်ပြီးအိတ်ကြည်စမ်းမှာချစ်ရဲ့ရောသားဆိုင်တော်ပြီနော် ရေလို့ခွင့် ဟေးဟေးလူအချင်းဆိုပါလို့ဆိုရလုံးခုပြအိတ်ကြီးပါဆိုပါ ဘယ်ရွာသားလဲတိလေတူတယ်ကြီးနေပြီ မြန်မာသားတားကြိုက်တယ်ဆို အေးလေလက်ကိုသူအပြောလေးဦးစားပြတာလက်ကိုရလဲလက်ကိုရတကောင်းရလဲတကောင်းရချင်းကျွန်တော်ဂီတာဖင်ဝင်းအတိုင်းမှာစွမ်းနေပြီမို့မျက်လုံးဖွင့်ပြီးအိတ်ကြည်စမ်းမှာအချစ်ရဲ့ အဲ့လိုအိမ်ကောင်းလေသူမိမပါသွားတာ ပြောပါနဲ့တော့ တော့ ဘာမှမသိဘူး အချစ်ဆုံးရဲ့အပြစ်ရှောင်ပုံစံဆိုတော့လစ်တာရှုံးမပေါ်နေသစ္စာနှလုံးသားအလားမေယုံဆိုရမယ်ဒီမဆိုရတဲ့ချိုးကိုခံစားရကိုရယူဆိုရတယ်မဆိုရတဲ့ယူဆိုရတယ်ဆိုတာတော့မထင်ပါနဲ့မကြချင်ဘူးယူဆိုတာကိုကြော်ဆိုလိုက်ဟမ်ယူဆိုရတယ်ဆိုတာမဆိုရတဲ့အကိုကြီးတောင်းပါပါကိုရယူဆိုလို့ပါကြည့်လေနောက်ဆိုရင်ယူဆိုတော့စာသားလေးပဲကြော်ဆိုလိုက်ခင်ဗျာယူဆိုလို့ ရုပ်ဆိုးတယ်ဆိုလို့ရှိရင်စာသားလေးပြောလိုက်ဟာဘာ